အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့တွေဖျားစီဒီပထိုးတွေရဲ့ဘေးနားတစ်ဝိုက်မှာမြင်ရလေးရှိတဲ့မနုဿရာအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျလွန်ခဲ့သောနှစ်ပေါင်း2300ကျော်ခန့်အချိန်မှာအိန္ဒိယနိုင်ငံမှာအတော်ကမင်းကြီးစိုးစံနေချိန်သာသနာတော်တန့်စင်ရေးအတွက်တတိယသင်္ဃာယနာကိုကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအရှင်မောက္ကလိဗုဒ္ဓတိတ်တမထေရဗုဒ္ဓသာသနာတော်ကိုကဘာအယံ့ယံ့ပြန့်ပွားစေဖို့အတွက်သာသနာပြုအဖွဲ့9ဖွဲ့ကိုဖွဲ့က9တိုင်း9ဌာနကိုဆေလွတ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့နေထိုင်တဲ့မွန်တို့ဌာနေတောနာပူမီတိုင်းပြည်ကိုသာသနာပြုဖို့ကြွားရောက်လာခဲ့ကြတဲ့မထေကတော့အရှင်သောနာမထေနဲ့အရှင်ဥတ္တရမထေမြတ်နှစ်ပါးပဲဖြစ်ပါတယ်ခင်ဗျာရဟန္တာရှင်မြတ်နှစ်ပါးတောနာပူမီကိုရောက်ရှိတဲ့အချိန်မှာမွန်တို့ဌာနေတောနာပူမီမြို့ဟာအလွန်စီကားတဲ့ပင်လယ်စိတ်ကမ်းမြို့ဖြစ်ခဲ့ပါတယ်မွန်လူမျိုးတို့ဟာစီးပွားရေးကောင်းမွန်ပေမဲ့ပင်လယ်တွင်းမှာနေထိုင်ကြတဲ့ဘလူးတွေကတောနာပူမီမြို့ပေါ်တက်ကတိုင်းပြည်ရဲ့မင်းမျိုးမင်းနွယ်တွေကနေဖွာလာတဲ့ကလေးငယ်တိုင်းကိုစားတော့ကအန်ဒီရဲ့ပေးလျက်နေခဲ့ကြပါတယ်။ကုန်းပေါ်တက်လာတဲ့ဘလူးတို့ကိုမြို့သူမြို့သားတွေမြင်တဲ့အခါမှာကြောက်လန့်ပုံအောင်လျက်နေထိုင်ခဲ့ကြရပါတယ်။ရဟန္တာရှင်မြတ်နှစ်ပါးတောနာပူမီကိုရောက်ရှိတဲ့နေ့မှာပဲမင်းကြီးရဲ့မိဖုရားကောင်ကြီးမှာသားတော်တစ်ပါးကိုဖွားမြင်ခဲ့ပါတယ်။တိုင်းပြည်တွေကိုရဟန္တာရှင်မြတ်နှစ်ပါးကြွရောက်လာတာကိုမြင်တဲ့အခါနားလည်မှုလွဲတဲ့တိုင်းသူပြည်သားတွေဟာရဟန္တာရှင်မြတ်နှစ်ပါးကိုဘလူးတွေရဲ့အပေါင်းပါတွေလို့ထင်မှတ်ပြီးလက်နက်တွေဆွဲကရန်ပြုတ်ဖို့ထွက်လာခဲ့ကြပါတယ်။ရဟန္တာရှင်မြတ်နှစ်ပါးဟာတိုင်းသူပြည်သားတွေကိုမိမိတို့ဟာဖျားရှင်ရဲ့သားတော်တွေသာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ထိုချိန်မှာပဲနန်းတော်မှာသားတော်တစ်ပါးဖွားမြင်တာကိုကြားသိတဲ့ခေါင်းဆောင်ဘလူးမနဲ့အပေါင်းပါ900တို့ဟာပင်လယ်ကနေမြို့တော်ကိုအုပ်လိုက်ချီတက်လာခဲ့ကြပါတယ်။ထို့သောဘလူးတွေအုပ်လိုက်ချီတက်လာတာကိုမြင်တဲ့အခါဘယင်နဲ့ပြည်သူတွေကအလွန်အမင်းကြောက်ရွံ့ထိတ်လန့်ကရဟန္တာရှင်မြတ်နှစ်ပါးကိုအကူအညီတောင်းခံခဲ့ကြပါတယ်ခင်ဗျာထိုချိန်မှာပဲရဟန္တာရှင်မြတ်နှစ်ပါးဟာခေါင်းဆောင်ဘလူးမနဲ့အပေါင်းပါတွေကိုမောင်းထုတ်ဖို့အတွက်သူတို့ရဲ့တကူအိဋ္ဌိပတ်ကိုအသုံးပြုပြီးလူခန္ဓာကိုယ်ရဲ့အသိဉာဏ်ပညာတတ္တိနဲ့ခြင်းသိခန္ဓာကိုယ်ရဲ့ခွန်အားပလားတွေကိုပေါင်းစပ်ထားတဲ့ကြောက်မက်ဖွယ်မနုဿီဟရုပ်ပွားပေါင်း1000ကိုဖန်ဆင်းပြီးသိုးသွမ်းတဲ့ဘလူးတွေကိုဝိုင်းရံလိုက်တဲ့အခါဘလူးတွေဟာသူတို့ရဲ့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့ထိုမနုဿီဟချင်းသေးလူသားကြီးတွေကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးခဲ့ကြရပါတယ်။ရဟန္တာရှင်မြတ်နှစ်ပါးဟာသိုးသွမ်းတဲ့ဘလူးတွေကိုနှိမ်နှင်းကတိုင်းပြည်နယ်နိမိတ်ပတ်လည်မှာလဲမကောင်းဆိုးဝါးတတ္တဝါတွေမဝင်ရောက်နိုင်အောင်ပြမဆာလာတုတ်တော်ကိုရွတ်ဖတ်ပြီးကာကွယ်မှုကိုပြုလုပ်ပေးခဲ့ပါတယ်။သိုးသွမ်းတဲ့ဘလူးတို့ပေးမှလွတ်မြောက်သွားတဲ့အခါမှာတောနာပူမီပြည်သူတွေဟာရဟန္တာရှင်မြတ်နှစ်ပါးရဲ့ဂုဏ်ကျေးဇူးကိုသိရှိပြီးအထူးကြည်ညိုလာခဲ့ကြပါတယ်။ရဟန္တာရှင်မြတ်နှစ်ပါးဖြစ်တဲ့အရှင်သောနာမထေရနဲ့အရှင်ဥတ္တရမထေရတို့ဟာအဲ့ဒီနောက်မှာတော့ပြည်သူတွေအတွက်ဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့တရားဓမ္မတွေကိုဟောကြားပို့ချပေးခဲ့ပါတယ်။ဒီတရားတော်တွေကိုကြားနာရတဲ့အခါမှာလူပေါင်း6000ဟာဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ခဲ့ကြပြီးမင်းမျိုးမင်းနွယ်တွေကလူငယ်လူရွယ်အများစုတို့ဒီလည်းပဲယဟန်ပေါင်တို့ဝင်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။ရဟန္တာရှင်မြတ်နှစ်ပါးတို့ရဲ့ဒီသာသနာပြုလုပ်ငန်းကြောင့်တထုံတောနာပူမီကိုတရားဓမ္မလင်းအောင်စတင်ရောက်ရှိစေခဲ့ပြီးဒီနေ့ဒီချိန်ထိတိုင်အောင်မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာထွန်းကားစေခဲ့တာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ပဲဖျားစီဒီပထိုးတွေရဲ့ဘေးနားတစ်ဝိုက်မှာဆိုရင်ရဟန္တာရှင်မြတ်နှစ်ပါးတို့ရဲ့ကျေးဇူးကုံကိုအမှတ်ရနေစေဖို့မနုဿီဟပုံစံတူတွေကိုထုလုပ်ကတည်ထားခဲ့ကြပါတယ်ဒါဟာမွန်တို့ဌာနေတောနာပူမီမြေပေါ်မှာဗုဒ္ဓသာသနာတော်အခိုင်အမာစတင်ထွန်းကားစေခဲ့တဲ့အကြောင်းနဲ့မနုဿီဟချင်းသေးလူသားတို့ရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးပဲတင်စီပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်မံတွေ့ဆုံကြမယ်ခင်ဗျာအားလုံးတက်တာပါ